မတို့ရဲ့တနေ့တာမှာငါကအသုံးမကျဘူးငါကညံ့တယ်ငါကြောင့်မလို့ဒီပြဿနာတွေကဖြစ်ရတာဆိုတဲ့ကိုအပြစ်တင်တဲ့စကားတွေကိုပို့ပြီးတော့မှပြောမိကြလားဒါမှမဟုတ်လို့ရှိရင်ငါကတော်တယ်ငါကတန်ဖိုးရှိတယ်ငါကဒီဟာတွေလုံနိုင်ဖို့အတွက်အခွင့်အရေးရှိတဲ့သူတယောက်ဖြစ်တယ်ဆိုတာမျိုးကိုပြောမိကြလားများသောအားဖြင့်လူတော်တော်များကတော့ပေါ့နော်ဒီလိုမျိုးကိုအပြစ်တင်တဲ့စကားတွေကိုပို့ပြီးတော့မှပြောမိကြမယ်ထင်ပါတယ်အဲ့တော့ကျမတို့တနေ့တာမှာပေါ့နော်ဒီလိုမျိုးကောင်းမွန်တဲ့စကားလေးတွေကိုပို့ပြီးပြောဖြစ်ဖို့အတွက်ပေါ့နော် affirmation လောက်တာကဘယ်လောက်ထိတောင်မှအရေးကြီးလဲဆိုတာလေးကိုပြောပြပေးသွားချင်ပါတယ်တကယ်တော့လေဒီ affirmation လောက်တယ်ဆိုတာကနော်အပိုအလုပ်လောက်တာမျိုးလည်းမဟုတ်ဘူးဒီဟာကိုလုပ်တယ်ဆိုတာကကိုယ့်ရဲ့အုံနောက်ကိုပေါ့နော်ဒီကောင်းတဲ့အတွေးလေးတွေအမြဲတမ်းတွေးမိပြီးတော့မှဒီအတွေးတွေအတိုင်းကိုကလိုက်လုံမိနိုင်အောင်ပေါ့နော်လမ်းကြောင်းလေးတစ်ခုပေးလိုက်တယ်လို့မျိုးပဲပေါ့နော်ပြောရလို့ရှိရင်ကျမတို့ရဲ့အုံနောက်ဆိုတာကဒီရွှွန့်စည်းတစ်ခုလိုပဲပုံသိမ်းရအရန်ကိုလွယ်ရွှွန့်စည်းတစ်ခုလိုပါပဲเนาะကျမတို့ကတစ်ခုခုကိုလုပ်ချင်တယ်ဆိုလို့ရှိရင်ဥမာမကောင်းတဲ့စကားတွေပဲငါကအသုံးမကျဘူးငါကမတော်ဘူးဆိုတဲ့စကားတွေပဲပြောမိနေမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့အပြုတ်အမူတွေကလည်းဒီငါမတော်ဘူးငါအသုံးမကျဘူးဆိုတဲ့အတိုင်းပဲဖြစ်နေမှာပေါ့နော်ကျမတို့ကတကယ်လို့ဒါငါကတော်တယ်ငါကတန်ဖိုးရှိတယ်ဆိုတဲ့စကားတွေကိုပဲအမြဲတမ်းပြောမိနေမယ်ဆိုလို့ရှိရင်တော့ငါကတကယ်တည်းတော်တဲ့လမ်းကြောင်းပေါ်သွားတဲ့သူတယောက်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့ရဲ့စကားလုံးတွေကလည်းကျမတို့အတွက်တကယ်ကိုပေါ့နော် powerful ဖြစ်တယ်အဲ့တော့စကားလုံးတွေကိုကိုပြောနေတဲ့စကားလုံးတွေကိုအုံနောက်ကမှတ်မိအောင်ပေါ့နော်ကျမတို့တွေကဒီကောင်းတဲ့စကားလုံးတွေကိုငါကတန်ဖိုးရှိတယ်ငါကတော်တယ်ငါကဒါကိုလုပ်နိုင်တယ်ဆိုတဲ့စကားမျိုးတွေ affirmation ပေါ့နော်ကိုအတည်ပြုပေးတဲ့စကားမျိုးတွေကိုပြောပေးဖို့ကအရင်ကအရေးကြီးပါတယ်ဒီနောက်တစ်ခုကကြတော့မသိစိတ်ကိုလွှမ်းမိုးတာပေါ့နော်ကျမတို့တွေဒီလိုမျိုးကိုတော်တယ်ငါကလုံနိုင်တယ်ငါကတန်ဖိုးရှိတယ်ဆိုတဲ့စကားမျိုးတွေကိုအမြဲတမ်းပြောနေတဲ့အခါကြလို့ရှိရင်ဒီကိုပြောနေတဲ့စကားလုံးတွေကပေါ့နော်ကိုပြောနေတဲ့စကားလုံးတွေကကိုယ့်ရဲ့မသိစိတ်ထဲမှာကနေပြီးမှဆွဲမြဲသွားပြီးတော့မှပေါ့နော်ဒီစကားလုံးတွေအတိုင်းကိုကဖြစ်တည်သွားတာမျိုးပေါ့နော်အဲကြောင့်မလို့ affirmation တွေပြောတဲ့အခါမှာဆိုလို့ရှိရင်ကိုရဲ့ဒီမနက်အေးရနိုးနိုးချင်းအချိန်တို့ဒီညအိယာဝင်ခါနေတဲ့အချိန်တို့မှာပြောတာကအရန်ကိုထိရောက်တယ်ဆိုတာလေတော်တော်များများလည်းသိကြပြီးသားဖြစ်မှာပါအဲ့လိုမျိုးချိန်မှာပြောလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့မသိစိတ်ကိုလွှမ်းမိုးဖို့ကပို့ပြီးတော့မှအားကြီးရယ်ကျမတို့ရဲ့မသိစိတ်ကနေကျမတို့လှုပ်ဆောင်ချက်တွေဆိုတာကျမတို့ရဲ့မသိစိတ်ကနေပြီးတော့မှ90%ကျော်ကလာတယ်ဆိုပြီးတော့မှလည်းပြောထားရပေါ့နော်ဒါကြောင့်မလို့ကျမတို့ရဲ့မသိစိတ်ကိုဒီလိုမျိုးကောင်းတဲ့အရာလေးတွေကိုပြောမိအောင်လုပ်မိအောင်အမြဲတမ်းကိုကပြောပေးနေမယ်ဆိုလို့ရှိရင်လေကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကလည်းအကောင့်ဖက်ကိုရောက်သွားနိုင်တယ်နောက်တစ်ခုက start တွေကိုရော့ကြစီတာပေါ့နော်ဒီလူမျိုးကိုကပြဿနာတစ်ခုကိုရင်ဆိုင်နိုင်တယ်ဆိုပြီးတော့မှကိုပြောတဲ့အခါမျိုးမှာပေါ့နော်ကိုကဒီတကယ်စိတ်လှုပ်ရှားမှုတွေနဲ့ဒီပြဿနာကိုဖြေရှင်းရတော့မယ်ဆိုတဲ့အချိန်မျိုးမှာကိုကကောင်းကောင်းမွန်မွန်ပေါ့နော်ဒီစိတ်လှုပ်ရှားမှုကိုထိန်းချုပ်နိုင်ပြီးတော့မှပြဿနာကိုဖြေရှင်းနိုင်တယ်အဲ့အတွက်ကိုလည်း stress တွေရော့ကြနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီစကလုံးတွေကနေပြီးတော့မှပေါ့နော် behavior change ဖြစ်သွားတာပေါ့စကလုံးတွေကနေပြီးတော့မှဒီအတွေးတွေဖြစ်လာတယ်အတွေးတွေကနေအပြုတ်မှုတွေဖြစ်လာတယ်ပေါ့နော်ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်ဥမာကိုကကျမရင်းနဲ့ညွတ်တဲ့အစားတွေကိုစားသုံးပြီးတော့မှညီတဲ့သူကြောက်ဖြစ်တယ်ဆိုပြီးတော့မှကိုက affirmation လုပ်တယ်ဆိုလို့ရှိရင်ပေါ့နော်ပြောတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပြောတဲ့အခါမှာကိုယ့်ရဲ့တကယ်ပေါ့နော်အစားအသောက်စားတဲ့အခါမျိုးမှာလဲကိုကတကယ်ကိုကျမကြီးနဲ့ညွတ်တဲ့အစားအစာတွေကိုများသောအားဖြင့်ရွေးချယ်ပြီးစားမိနေတာမျိုးပေါ့နော်အဲ့အကြောင်းမလို့လဲ behavior change တွေလည်းဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ဒီလိုမျိုး affirmation လောက်တာကတကယ်တော့အလုပ်လောက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့မသိစိတ်ကနေပြီးတော့မှကိုယ့်ရဲ့အပြုမှုတွေပြောင်းလဲဖို့အတွက်ကိုပေါ့နော်သူကအများကြီးအထောက်အကူပြုတယ်ဒါကြောင့်မလို့လေကျမတို့ပေါ့နော်ဒီနေ့မှာအချိန်လေး9မိနစ်ဖြစ်ဖြစ်10မိနစ်လောက်ဖြစ်ပေါ့နော်ပေးပြီးတော့မှမနက်အေးရထားတဲ့အချိန်မှာပဲဖြစ်ကိုညအေးရဝင်ခါနေအချိန်မှာပဲဖြစ်ပေါ့နော်အေးချမ်းချမ်းတည်ငြိမ်လေးရှိတဲ့အနေအရာမျိုးလေးမှာပေါ့နော်ကိုကဒီလိုမျိုးငါဟာဒီနေ့အတွက်တကယ်ကိုတန်ဖိုးရှိတဲ့လူတယောက်ဖြစ်တယ်ငါကဒီကောင်းကောင်းမွန်မွန်ရှင်သန်ဖို့အတွက်ထထန်တဲ့သူတယောက်ဖြစ်တယ်ငါရဲ့ပျော်ရွှင်မှုတွေဆိုတာကလည်းငါရဲ့တန်ဖိုးတွေဆိုတာကလည်းအခြားတယောက်ပုံမှာမူတည်တာမျိုးလုံးဝမရှိဘူးငါဟာတန်ဖိုးရှိတဲ့သူတယောက်ဖြစ်တယ်ဆိုတာမျိုးပေါ့နော်ငါဟာပြဿနာတွေအကုန်လုံးရင်ဆိုင်နိုင်စွမ်းရှိတဲ့သူတယောက်ဖြစ်တယ်ဆိုတာမျိုးပေါ့နော်ကိုကဒီလိုမျိုး affirmation လေးတွေကိုပြောပေးမယ်ဆိုလို့ရှိရင်ကိုရဲ့မသိစိတ်ကနေပြီးတော့မှဒီလိုမျိုးကိုရဲ့အပြုတ်မှုတွေကိုပြောင်းလဲသွားပြီးတော့မှလက်တွေ့ဘဝမှာလည်းတကယ်ကိုအကျိုးရှိစေနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုကတရက်မှာဒီလိုမျိုးကိုအဖြစ်တင်တဲ့စကားတွေပဲပို့ပြောမိနေတာလားဒါမှမဟုတ်လို့ရှင်ဒီလိုမျိုးကောင်းမွန်တဲ့ affirmation လေးတွေကိုပြောမိနေရလားဆိုတာလည်း comment လေးမှာဝေမျှပေးသွားပါအောင်နော်မင်္ဂလာပါကျမဟေမာကျော်ပါကျမက mental health counselor psychology informed life coach တယောက်ဖြစ်ပါတယ်ကျမစီမှာ mental health နဲ့ပတ်သက်ပြီးတော့မှ counseling service တွေယူလို့ရပါတယ်ရှင်